အားလုံးပဲမင်္ဂလာပါဒီနေ့တော့လီဗာပူးရဲ့ကန်နဝင်ကစားသမားတဦးဖြစ်တဲ့ Andy Robertson ရဲ့အကြောင်းကိုကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခေတ်သစ်ဘောလုံးလောကရဲ့ဈေးနှုန်းတွေကယူမှုစူညံနေချိန်မှာပေါင်10သန်းဆိုတဲ့ကိန်းဂဏန်းဟာတစ်ခါတလေတော့လဲနမိတ်ပတ်လို့မရတဲ့ကြပြတစ်ပုတ်ဖြစ်သွားတတ်ပါတယ်2019ခုနှစ်ဇူလိုင်လရဲ့တာမန်နေ့တစ်နေ့မှာဦးစီးတီကနေလီဗာပူးစီရောက်လာခဲ့တဲ့ Andy Robertson ဟာအခုတော့ Anfield ရဲ့ကန်နဝင်စင်မြင့်ပေါ်မှာနက်ဖျားတစ်ပါးလိုနေရာယူလို့နေပါပြီဒီစကော့သားဟာအခုတော့လီဗာပူးအသင်းရဲ့သမိုင်းစာမျက်နှာတွေမှာအပြေးမရက်ခဲ့တဲ့ဝိညာဉ်အဖြစ်ခိုင်ခိုင်မာမာအမြင့်တွေ့သွားခဲ့ပါပြီ။ရောဘတ်ဆန်ဟာခေတ်သစ်လီဗာပူးသမိုင်းမှာတန်ဖိုးအကြီးဆုံးခေါ်ယူမှုတစ်ခုဖြစ်ခဲ့ပါတယ်။သူ့ကိုအန်ဖီးမှာဒီလောက်ထိအောင်မြင်မှုတွေရယူနိုင်လိမ့်မယ်လို့ဘယ်သူမှမခန့်မှန်းခဲ့ကြပါဘူး။လက်ရှိလီဗာပူးအသင်းအတွက်383ပွဲကစားပေးခဲ့ပြီးစုဖလားပေါင်းများစွာကိုလည်းသိမ်းပိုက်နိုင်ခဲ့တဲ့သူတူဖြစ်ပါတယ်။ကန်နဝင်တူဖြစ်တဲ့ Andy Robertson ဟာလီဗာပူးအသင်းကနေထွက်ခွာတော့မှာပဲဖြစ်ပါတယ်။ဒါဟာခေတ်တစ်ခေတ်ရဲ့ညီကုန်းရှုပ်သွားတာပါ။အမှန်ပါပဲ။သူ့ရဲ့ထိုးခါခြင်းဟာတာမန်အားဖြင့်တော့အသက်အရွယ်ရလန်ခွဲခြင်းဖြစ်ပေမဲ့စိတ်ခံစားမှုအရတော့ကလော့ရဲ့ heavy metal football ဆိုတဲ့ပြက်တိုက်ကြီးတွေကအပိုးတန်ဆုံးပြောက်ွက်တစ်ခုထပ်မံပြောက်ွယ်သွားခြင်းပဲဖြစ်ပါတယ်2018ခုနှစ်ကမန်စီးတီးနဲ့ပွဲမှာပြိုင်ဘက်ကစားသမားတွေကိုတယောက်ပြီးတယောက်အမောတကောလိုက်လံဖိအားပေးခဲ့တဲ့သူ့ရဲ့ပုံစံကိုမှတ်မိနေကြအောင်ပါအဲ့ဒါဟာနီးပြူဟာတစ်ခုတည်းပိုပါတယ်အဲ့ဒါဟာငါတို့ဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့လီဗာပူးရဲ့အမှတ်သားကိုပြိသက်တွေစီကိုတိုက်ရိုက်ပေးပို့လိုက်တဲ့ message တစ်ခုပါအဲ့ဒါအန်ဖီရဲ့ဝိညာဉ်ကိုလှုံ့နိုးလိုက်တဲ့စစ်ခရာတံမှာပဲသူဟာပြည်သက်တရဲ့ကိုယ်စားလှယ်ပါကွင်းထဲမှာကစားနေပေမဲ့ပြည်သက်တယောက်ရဲ့ခံစားချက်ဇွဲနဲ့စိတ်ဓာတ်ကိုအပြည့်အဝပုံဖော်ခဲ့သူလည်းဖြစ်ပါတယ်အခု2025-2026ရာသီမှာတော့ Robertson ဟာအသက်32နှစ်ရှိလာခဲ့ပါပြီလူငယ်တေးသစ် Milos Karac ရဲ့နောက်မှာအရန်ကစားသမားဖြစ်နေရတာဟာသူ့ကိုအမြဲတမ်းကစားချင်တဲ့သူအတွက်တော့ခါးသီးတဲ့အမှန်တရားတစ်ခုပါကျွန်တော်ကကစားချင်တဲ့သူပါလို့သူကိုယ်တိုင်ဝန်ခံခဲ့ပေမဲ့အသင်းအတွက်လိုအပ်တဲ့အချိန်မှာတော့သူဟာအရန်ကစားသမားအဖြစ်အသင့်ရှိနေခဲ့တာဖြစ်ပါတယ်။သူဟာ professional ဆန်ခဲ့ပါတယ်။လိုအပ်တဲ့အချိန်မှာ Atletico နဲ့စပါးတို့ရဲ့ကလန်းမှုတွေကိုကြော်ဖြတ်ပြီးအခုတော့လီဗာပူးနဲ့လှပစွာလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။လာမယ့်နွေရာသီမှာ Andy Robertson ထွက်ကြတော့မယ်။ Anfield ကွင်းကြီးဟာလက်ခုပ်တန်တွေမျက်ရည်တွေအမှတ်တရတွေနဲ့ပြည့်နေပါလိမ့်မယ်။တစ်ချိန်ကသူဟာကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေကိုကွင်းရဲ့ဘဲတောင်ပန်တစ်လျှောက်တဲဆောင်ပြေးလွှားပေးခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Robertson ရဲ့အပြေးတွေရက်တန့်သွားနိုင်ပေမဲ့မျက်ခင်းပြင်မှာခမားရှန်ခဲ့တဲ့ရှီယာတွေကတော့ဘယ်တော့မှပျောက်ပြက်သွားမှာမဟုတ်ပါဘူး။ခေတ်တစ်ခေတ်ဟာကုံဆုံးသွားခဲ့ပါပြီ။ဒါပေမဲ့ခမားရေးထိုးခဲ့တဲ့တန်ဖိုးအရှိဆုံးပေါင်10တန်းဆိုတဲ့သမိုင်းကတော့လီဗာပူးအသင်းရဲ့မျက်ခင်းပြင်ပေါ်မှာထာဝရစိမ့်လန်းနေပါလိမ့်မယ်။အသင်းမှာအောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် Robertson ရေ